ဒီတစ်ခေါက်ဇလန်းကတော့အရင်ဇလန်းတွေနဲ့မတူပဲနှစ်ဆက်တရာစုကထူးချွန်တဲ့အမျိုးသမီးမှုခင်းဆရာဝန်မလေးတယောက်ဟာဝတ္ထုတွေကရက်ဆက်တဲ့မိထွေးဖြစ်သူချူချမ်းကြောက်ရဲ့ခန္ဓာကိုယ်ထဲကိုပိုးဝင်သွားတဲ့ဇလန်းအစ်စ်ဖြစ်ပါတယ်ဗျ။သူမရောက်ချင်းပါပဲရက်ဆက်တဲ့မိထွေးဟောင်းလုပ်ခဲ့တဲ့အမားတွေကြောင့်ချုံမောလုံးနဲ့လင်းယောက်ျားရဲ့အမုန်းကိုခံရမယ့်အပြင်သမီးလေးရန်ရန်ကိုပြစ်ဒစာအိမ်မှာတွားရောက်စားခဲ့တဲ့ငါရရွှေပြားအကျွေးထုတ်ကြီးကိုပါဆက်ရမယ့်အခန်းနဲ့စတင်ထားပါတယ်။အမျိုးသမီးလေးကအိတ်နေတာမိမယုတ်နေငါညီမလေးကိုပြန်ပေးဆန်းငါညီမလေးကိုပြန်ပေးအာနေဦးမင်းညကငါအရက်တွေဘလောက်တောင်တောက်လိုက်မိတာလဲဒါကဘာကြီးလဲဆိုပြီးလက်ကချီထားတဲ့ကျိုးတချိုးကိုဆွဲကြည့်လိုက်တော့ဒီအမျိုးသားမော်ဒယ်တွေကတော်တော်လေးအဆင်ရှိတာပဲတနက်3လေးချူချမ်းကြောက်မင်းယူနေတာလားတခါတည်း4ယောက်တောင်မှရအောင်ဒီ credit ကငွေပေးချီကတော့ပောက်ကွဲထွက်သွားတော့မှာပဲကတော်ကြီးကိုအလေးပြုပါတယ်ရှင်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကတော်ကြီးမင်္ဂလာပါနော်ချူချမ်းကြောက်မင်းတကယ်ကိုမောက်မာနေပြီပဲပတ်စံနေရတာနဲ့ညကလက်ဖြောပြေးရေးပွဲတွေမှာလာဖြုံးတီးရဲတယ်ပေါ့ပြီးတော့မင်းညကလည်းကောင်းကောင်းကြီးဂျာအေးတထေးလောက်သွားသေးတယ်ပတ်စံမရှင်းပဲညံစင်သွားတယ်ကတော်ကြီးဒါဆိုကျွန်တော်တို့အရင်သွားလိုက်ပါဦးမယ်ဟေးမသွားပါနဲ့ဦးနောက်ထပ်ခဏလောက်ထပ်စောကြဦးဆိုစောကြဦးလေးပြောချိန်ကလေးတယောက်ကရောက်လာပြီးမိမယုတ်နေငါညီမလေးရှောင်းရန်ရန်ကိုရောင်းစားပစ်တယ်ငါနင့်ကိုအသက်နဲ့ရင်းပြီးကလဲစားချင်မယ်ကလေးလေးငါဘယ်တော့မှမင်းညီမကိုရောင်းစားလိုက်လို့လဲနေဦးမင်းညီမနာမည်ကရှောင်းရန်ရန်ဟုတ်လားပွဲစားကငွေပြား90ပဲတန်တယ်လို့ပြောတာငွေပြား90နဲ့မရောင်းဘူးမလို့ချင်ဘူးသမီးငယ်လေးဒီရှောင်းမိသားစုရဲ့တွေးသားကိုမြို့တော်ထဲခေါ်သွားပြီးစေဝါလုပ်ငန်းတွေမှာသုံးဖို့ကိစ္စကိုမင်းကောဆုံးဖြတ်နိုင်လို့လားမလို့ချင်ပါဘူးဒီမိထွေးကလည်းမင်းကိုပဲရောင်းမှာကတော်ကြီးကျွန်တော်အကုန်လုံးကိုအပိုင်ယူပါမယ်အလေးပြုပါတယ်နှစ်ဆက်တရာစုကထူးချွန်တဲ့အမျိုးသမီးမှုခင်းဆရာဝန်မလေးကများဝတ္ထုတွေကပြောတော့ဆက်အိမ်ကိုကလေးမလေးကိုရောင်းပြီးပြည်တစားခါရှင်းမဲ့ရက်ဆက်တဲ့မိထွေးနေရာကိုကူပြောင်းလာရတယ်လို့ဆိုပြီးတွေးနေတာလင်းအားရန်ရန်ဒါကမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဈေးပေါ်ပေါ်လင်းယောက်ျားလားဒီလောက်အထိချုံမောတဲ့လင်းယောက်ျားရှိနေတာကိုငါကဘာကိုလိုက်ရှာနေအောင်မလဲဆိုပြီးနာဘူးကထလိုက်သေးအဖေမြန်သွားခဲ့ပါဦးညီမလေးကိုအဲ့ဒီမိမယုတ်ကပြည်တစားအိမ်မှာရောင်းစားပစ်လိုက်ပြီးဟာတေဆန်းလင်းယောက်ျားကအခင်းဖြစ်ပွားရနေရကိုလက်ပူးလက်ကျက်မိသွားတာပဲတထေးကတိပါရီနဲ့ပျော်ပါနေုံတင်မကဘူးသမီးကိုပါရောင်းစားပြီးပတ်စံရှာတာတေပြီးချူချမ်းကြောက်မင်းပုံမှန်ဆိုရင်စောက်ထုံးမင်းသမီးလုပ်ချင်တိုင်းလုပ်နေတာကိုငါသိခံခဲ့တာဒါပေမဲ့မင်းကရန်ရန်ကိုပါပြည်တစားအိမ်ထဲအထိရောင်းစားရဲတယ်ပေါ့ဆိုပြီးပြောတော့လင်းယောက်ျားကျမအရင်စင်ကြေပေးပါရစေအာမဟုတ်ပါဘူးကျမအရင်ရှင်းပြပါရစေဒါတွေအားလုံးကအထင်လွဲတာပါကောင်းပြီလေဒါဆိုရင်ရန်ရန်အခုဘယ်မှာလဲပြောစမ်းသူကကျမသမီးကလေးတွေတင်တန်းကြောင်းကိုပို့ထားတာလေဒီစကားကိုမင်းကိုယ်တိုင်ကောယုံရလားကျမယုံတာပေါ့ခုနကအဲ့ဒီ၄ယောက်ကရန်ရန်အတွက်ကျမငှားထားပေးတဲ့စောင်းကစားနည်းစာပေနဲ့ပကြီးဆရာ၄ယောက်လေဒါပေမဲ့ဒီနေ့ကျမစမ်းသက်ကြည့်တော့သူတို့ရဲ့အရေးချင်းကနည်းနည်းလိုသေးတယ်အဲ့ဒါကြောင့်သူတို့ကိုပြန်လွှတ်လိုက်တာဟုတ်သားပဲကျမရန်ရန်ကိုကြောင်းကြိုကိုအချိန်တန်ပြီးဘာပဲဖြစ်ဖြစ်ပြန်လာမှပဲစကားဆက်ပြောကြရအောင်နော်ချူချမ်းကြောက်နေငါ့ကိုဒုက္ခကြီးကျယ်ပေးခဲ့တာပဲတော်သေးတယ်ငါကညံကောင်းလို့ပြောပြီးပြည်တဲ့စာအိမ်ရောက်ကောခေါင်းဆောင်မကအားဒါဘာဖြစ်တာလဲရှောင်းကတော့ကြီးကျမတို့မနက်ကတင်တစ်ဖက်ကလူပေးတစ်ဖက်ကငွေချေပြီးသားလေးပေးယူကရှင်းပြီးသားကိုအခုကျမှဘာလူလာရှာနေတာလဲဂျန်မေမေပြည်တဲ့စာအိမ်အုပ်ချုပ်သူအဲ့ဒီငွေပြား90ကိုကျမအကျွေးဖြစ်မှတ်ထားလိုက်ပါကျမကို3ရက်အချိန်ပေးပါကျမတေချာပေါက်ငွေပြား100ပြန်ဆက်ပါမယ်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီကလေးကိုတေချာပေါက်ပြန်ခေါ်သွားရမယ်မဟုတ်ရင်သူ့အဖေကိုကျမရှင်းပြစရာမရှိတော့ဘူးရှောင်းကတော့ကြီးရဲ့ကျမတို့ရဲ့ဆွေရှက်အိမ်တော်မှာလူရွေးနှုတ်တဲ့ငွေကိုဒီလိုမျိုးတွက်လို့မရဘူးလေဒီကလေးမလေးကအသက်4နှစ်ပဲရှိသေးပေမဲ့အလှအပကောင်းကင်ရန်ဖြစ်လာမယ်အလားလာရှိတော့နောက်ကြရင်ကျမတို့အိမ်တော်ရဲ့ပိုဆွဲမဲ့သူဖြစ်လာမှာသူ့ကိုပြန်ရွေးချင်ရင်အနည်းဆုံးငွေပြား900ပေးရမယ်မဟုတ်ဘူးညီကဒါတပြားတိုက်နေတာပဲညီကကျမစီကနေငွေပြား90ထဲနဲ့ဝယ်သွားပြီးတော့အခုကျမှငွေပြား900တောင်းတယ်ဒါကအရန်လုံရမကြဘူးလားငွေပြား900တပြားမှရှော့လို့မရဘူးမဟုတ်ရင်လူကိုလုံးဝခေါ်မသွားနဲ့ပြောကုန်နေအောင်အကယ်၍ဒီကလေးကိုပြန်မခေါ်သွားနိုင်ရင်အဲ့ဒီဝင်ကြီးချုပ်ကငါ့ကိုတေးအောင်ရိုက်လိုက်မယ်ဒါအပြင်သူကတော်ဝင်မျိုးနွယ်ဖြစ်တော့ဇနီးကိုတက်တဲ့အဖြစ်ကိုဖုံးကွယ်ဖို့နီးလန်းတွေအများကြီးရှိတာမူလကိုယ်တဲ့ပိုင်ရှင်လုပ်ခဲ့တဲ့အဖြစ်ကျွေးတွေကိုအခုတော့ငါကပဲလာပြီးဆက်နေရပြီးငွေပြား900ဆိုလဲ900กว่าလူတွေကလေးကိုမြန်မာယူလာခဲ့ကြစမ်းဒီခန္ဓာကိုယ်ပိုင်ရှင်ဟောင်းကလူနဲ့တူတဲ့အလုပ်တစ်ခုမှမလုပ်ခဲ့ဘူးပဲဒီလောက်အထိချစ်စရာကောင်းတဲ့ကလေးလေးကိုတော့ရောင်းစားရဲတယ်ပေါ့ပြည်တစားအိမ်ကနောက်တူကျမစေတနာနဲ့တတိပေးပါရစေနောက်ကြရင်ပဲနောက်စိတ်ဆုပ်ပြုတ်ကိုနည်းနည်းရှော့တော့ပါမဟုတ်ရင်နောက်ရက်တွေကြရင်အဲ့ရတဲ့ကပါထားနိုင်မှာမဟုတ်တော့ဘူးယောဂကရင်ဘတ်ထဲအထိရောက်နေပြီဖြစ်တယ်လို့တေခါနီးနေတာတော့မသိသေးဘူးဒီငွေပြား900ကိုတနေ့ကြရင်ငါ10စပြန်အန်ထုတ်ခိုင်းစေရမယ်ဆိုပြီးတွေးကကလေးကိုအိမ်ပြန်ခေါ်လာကောရန်ဒဏ်ရာမရခဲ့ဘူးမလားကိုညီမလေးအဆင်ပြေရဲ့လားမူလခန္ဓာကိုယ်ပိုင်ရှင်ကတကယ်ကိုမျက်စိကန်းတာပဲဒီလောက်အထိချုံမောတဲ့လင်းယောက်ျားကိုပြစ်ထားပြီးသမီးကိုရောင်းစားကအမျိုးသားမော်ဒယ်တွေနဲ့တွားပြောပါတယ်ငါကူပြောင်းလာကရှိသေးငွေပြား900အကျွေးထုတ်ကြီးတင်သွားပြီဆိုပြီးတွေးနေတာလင်းယောက်ျားကမင်းညီမကိုအခန်းထဲခေါ်သွားလိုက်ဟုတ်ကဲ့ပါဖေဟွန်းကလေးနှစ်ယောက်လုံးကတယောက်ကသူ့ကိုမုန်းတယ်တယောက်ကသူ့ကိုကြောက်နေကြတာမူလပိုင်ရှင်ကဒီအိမ်ကိုရောက်လာတဲ့တစ်နှစ်အတွင်းမှာဘာတွေတောင်အောက်တန်းကြတဲ့အလုပ်တွေလုပ်ခဲ့လို့လဲဟင်းဟုတ်သားပဲဆိုပြီးမင်းသားကထွက်တော့မှာကိုလင်းယောက်ျားစုပြီးလက်ကိုကွင်ကချူချမ်းကြောက်ငါမင်းကိုဇနီးအဖြစ်တိမ့်ပိုက်ခဲ့တာကငါရဲ့ကလေးနှစ်ယောက်ကိုကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ပေးဖို့မျှော်လင့်ချက်နဲ့ပဲမင်းတိတ်ကလုပ်ခဲ့တဲ့မာယူရဲဆန်တဲ့အပြုမှုတွေကိုငါတစ်ချိန်ပြီးခံခဲ့ပြီးအကယ်၍မင်းနောင်ကြရင်ငါရဲ့ကလေးတွေကိုထပ်ပြီးနှိပ်စက်ရဲအောင်မယ်ဆိုရင်မင်းကဘလောက်ပဲဝင်ကြီးကျုပ်အိမ်တော်ကသမီးလှဖြစ်နေပါစေငါမင်းကိုတေချာပေါက်ကွာရှင်းပြမယ်ပြောတော့မလုပ်ပါနဲ့လင်းယောက်ျားရဲ့ကျမအတိတ်တုန်းကတကယ်ကိုအတိတ်ပဲမရှိတာတွေလုပ်ခဲ့မိပါတယ်ဒါပေမဲ့နောက်ဆိုရင်ကလေးနှစ်ယောက်လုံးကိုကျမရဲ့တွေ့တာရင်းချတွေလိုပဲတေးသေးချာချာပြုစုဆောင်ရှောက်ပေးပါမယ်ပြောကလက်ကိုကင်ပြီးငါတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်တန်းရတာဘာမှမဆိုပိုကောင်းတာပေါ့ဟိုကတွန်းဖယ်ပြီးချူချမ်းကြောက်မင်းအခုရောဘာလက်ကွက်တွေတုံးချင်နေပြန်ပြီလဲပြောတော့ကျမဘာလက်ကွက်မှမတုံးချင်ပါဘူးတကယ်ကိုဘာမှမကြံစီပါဘူးကျမကရှင်းကိုကြည့်ရတာတော်တော်လေးချုံမောခံရလို့ဆိုပြီးရှိကိုတွေကရှင်းတဲ့အတူတူအိတ်ဆက်ချင်းယုံတင်မှာပြောကောနေကင်းကြောင်တောင်ကြီးကိုမင်းမာရီလာပြီးပေါက်ပိုင်းစီတွေပြောနေတာလေတကယ်ကိုအဆက်မရှိလိုက်တာရှက်ပြီးထွက်ပြေးသွားတော့လင်းယောက်ျားကိုကြည့်ကအာ
ရှင်ဘာလို့ထွက်ပြေးရတာလဲအတူတူမအိပ်ရင်လဲအချစ်မိုးတွေရွာကြတာပေါ့ပြောပြကြံနေခဲ့တာပေါ့နောက်ခန်းတွေဘလို့ဆက်ဖြစ်သွားမလဲဆိုတာဆက်လက်ဆောင်မြော်ပေးကြပါအောင်ဗျပရိသတ်ကြီးတို့